ရွာလေးတစ်ရွာမှာမောင်ထွေးဆိုတဲ့လူငယ်လေးဟာနာမည်ကြီးတထေးကြီးတစ်ယောက်ရဲ့ဟိုးအရင်ကစွန့်ပစ်ထားတဲ့အိမ်ကြီးကိုဝယ်လိုက်ပါတယ်အိမ်ကြီးဟာကြီးမားပြီးအပြင်ဆင်လာပေမဲ့လူအများကရှောင်ကြတဲ့အိမ်ပါအကြောင်းကတော့ဒီအိမ်ရဲ့ခေါင်းဆောင်မရှိတဲ့လှေကားကြောင့်ပါအိမ်ရဲ့အနောက်ဘက်ခြမ်းထဲမှာအုတ်နဲ့တိဆောက်ထားတဲ့လှေကားထစ်10ထစ်ရှိတဲ့လှေကားတစ်စင်းရှိပါတယ်ဒါပေမဲ့အံ့ဩစရာကဒီလှေကားဟာဘယ်နေရာမှမတက်ပါဘူး။လေကားရဲ့ထိပ်ဆုံးမှာတကားမရှိပလက်ဖောင်းမရှိဘာမှမရှိပဲလေထဲကိုပဲဆက်သွားနေပါတယ်။ဒါအပြင်ညဘက်တိုင်းဒီလေကားပေါ်ကနေခြေတံများတက်လာတန်းဆင်းသွားတန်းတွေကြားရတတ်ပြီးတခါတရံမှာငိုရိုတန်းတွေပါကြားရတယ်လို့ရွာသားတွေကပြောကြပါတယ်။ယူဆိုးရတွေလည်းမကြာခဏပေါ်တတ်တယ်လို့လည်းဆိုပါတယ်။မောင်ထွေးကတော့ပညာတတ်လူငယ်ယုံနှန်းစကားတွေကိုမယုံပါဘူး။အိမ်ကိုပြင်ဆင်ပြီးနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးညမှာပဲသူ့အိတ်ခမ်းကခေါင်းဆောင်မရှိတဲ့လှေကားနဲ့မျက်နှာချင်းဆိုင်ဖြစ်နေပါတယ်။လေပြင်းတိုက်လို့ပြတင်းပေါက်တွေတဖြောက်ဖြောက်နေတဲ့ကြားကတွတ်ထူးဆန်းတဲ့အတန်တန်ကြားလိုက်ရပါတယ်။လှေကားထစ်ပေါ်ခြေလန်းတန်နဲ့တူတူပါပဲ။သူအာယုံစိုက်ပြီးနားထောင်လိုက်တော့အတန်ဟာအောက်ခြေကနေအပေါ်ကိုတက်လာနေတယ်လို့ပါပဲဖြည်းဖြည်းချင်းနဲ့တေချာပေါက်ကြားနေရတဲ့ခြေလန်းတန်တစ်ထစ်နှစ်ထစ်သုံးထစ်လေးထစ်ငါးထစ်အတန်တွေဟာသူ့အိတ်ခမ်းပြတင်းပေါက်နာကိုပိုနီးကပ်လာနေပါတယ်မောင်ထွေးလန့်နိုးသွားပြီးမီးဖွင့်လိုက်တဲ့ပြတင်းပေါက်ကနေလှေကားကိုကြည့်လိုက်တော့ဘာမှမမြင်ရပါဘူးလှေကားဟာလင်းနေတဲ့လရောင်အောက်မှာစိတ်ငြိမ်နေပါတယ်ဒါပေမဲ့ခြေတံတွေကတော့ဆက်ပြီးကြားနေရပါတယ်6ထစ်9ထစ်10ထစ်9ထစ်10ထစ်ထိတ်ဆုံးကိုရောက်သွားပြီအတန်တွေရက်သွားသလိုပါပဲမောင်ထွေးရင်ခုန်တန်တွေနဲ့အောက်ကိုစောင့်ကြည့်နေတယ်ဘာမှမဖြစ်ဘူးခဏကြာမှတွတ်ခြေတံတွေပြန်ဆင်းသွားပါတယ်အပေါ်ကနေအောက်ကိုလှမ်းချနေတယ်လို့ပါပဲဖြည်းဖြည်းနဲ့တေချာပေါက်10ထစ်9ထစ်10ထစ်9ထစ်ခြေတံတွေဟာသူ့အိတ်ခမ်းပြတင်းပေါက်ရှိကိုပြန်ရောက်လာပြီးရက်သွားပါတယ်မောင်ထွေးရဲ့နှလုံးခုန်တန်ဟာမြန်နေပါပြီသူ့ရှေ့မှာဘာမှမရှိပေမဲ့တစုံတစ်ခုကပြတင်းပေါက်ရှိမှရက်နေပြီးအတွင်းဘက်ကိုစိုက်ကြည့်နေတယ်လို့ခံစားမိပါတယ်အေးဆက်တဲ့လေတလုတ်ကသတင်းပေါက်ကနေဝင်လာပြီးသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုထိတ်လန့်စေပါတယ်။နောက်ဆုံးမှာခြေတံတွေကဆက်ဆင်းသွားပြီးအောက်ခြေမှာပျောက်ကွယ်သွားပါတယ်။နောက်နေ့မနက်မောင်ထွေးဟာရွာထဲကအသက်ကြီးဆုံးဥပကြီးစီသွားပြီးညကဖြစ်ရက်ကိုပြောပြတယ်။ဥပကြီးရဲ့မျက်လုံးတွေကြောက်လန့်သွားပြီးသူပြောပြတာကအဲ့ဒီလေကားဟာမေးပြောင်းနေတဲ့တင်ချိုင်းကိုသွားတဲ့လမ်းမှာလေအိမ်ကိုစောက်ခါစားတော့ကဒီနေရာမှာရှေးဟောင်းတင်ချိုင်းတစ်ခုရှိတယ်။တထေးကြီးကတင်ချိုင်းကိုဖျက်ပစ်ပြီးအိမ်ဆောက်တာဒါပေမဲ့အဲ့ဒီလေကားလေးကိုတော့မဖျက်ရဲဘူး။တင်ချိုင်းတွေကလူသေးတွေဟာညဘက်ရောက်ရင်သူတို့ရဲ့တင်ချိုင်းကူတွေစီပြန်သွားဖို့ဒီလေကားကိုအသုံးပြုကြတယ်လို့ဆိုကြတယ်။လေကားထိတ်ကလေဟာနေဟာတင်ချိုင်းရဲ့တကားဝဖြစ်နေတာကိုမင်းကြားတဲ့ခြေတံတွေဟာသူတို့တွေရဲ့ခြေတံတွေပါပဲသူတို့ကသူတို့ရဲ့အိမ်တစ်ပေါ်ကိုတက်လာကြတာအဲ့ဒီလေကားကိုဖျက်ပစ်ဖို့တောင်မကြိုးစားနဲ့သူတို့ကိုဒေါသထွက်သွားရင်စိုးရတဲ့အကျိုးဆက်ဖြစ်နိုင်တယ်မောင်ထွေးယုံချင်ယုံမယုံချင်နေတော့နောက်ညကြတော့အရင်ညကထက်ပိုကြောက်စရာကောင်းတဲ့အရာကိုကြုံလိုက်ရပါတယ်ခြေတံတွေအပြင်အတန်တန်ပါကြားရပါတယ်လှေကားထိပ်စီကလေထဲကနေကျဲလောင်တဲ့အော်ဟစ်ငိုယိုတန်တန်ဟာပြီးတော့ခြေတံတွေဟာအရင်ကထက်ပုံမြန်လာပြီးသူ့အိတ်ခမ်းဘက်ကိုဦးတည်ဆင်းလာပါတော့တယ်ဒီတစ်ခါတော့10ထစ်လုံးကိုဆင်းပြီးတာနဲ့ခြေတံတွေရက်မသွားတော့ပါဘူးခြေတံတွေဟာသူ့အိတ်ခမ်းတကားရှေ့မှာရက်လိုက်ပြီးဖြည်းဖြည်းချင်းအိတ်ခမ်းတကားကိုဖွင့်လာပါတော့တယ်အဆုံးသက်ကစားဖတ်သူစိတ်ကူးစိတ်ထားလေးပဲ